ချစ်တို့ရေနောက်တစ်ခုကြောင်ညာပြီးစီရရှိရနော်အဲ့ဒါပါလေးလဲဆိုရှင်ဒါလေးအစီပလင်းလေးပါဒီအစီပလင်းရဘယ်လိုလဲဆိုရှင်ခေါင်းလျှော်ပြီးပြီဆိုလို့ရှင်သူ့လေးကိုတော့လိမ့်ထားယုံနေလေမနော်ဟိုပြောချင်တာကဘောနော်သူ့လေးကိုလင်းလိုက်တာနဲ့ကိုလေးစပင်လေးကကြော့ဤပြီးတော့စင်းတက်နေတယ်လို့မျိုးတကယ်ကန်စားရမှာဖြစ်ပါတယ်ရှင်အနံလေးကလည်းတင်းတယ်လို့ပစ္စည်းကလည်းတကယ်ကောင်းပါတယ်ဒါလေးကအစီလေးပေါ့နော်ဒီပေါင်းစည်းလေးနဲ့ဒီပေါင်းစည်းလေးနဲ့နော်တွဲပြီးတော့သုံးမယ်ဆိုလို့ရှင်တော့သုံးလို့ရပါတယ်ပြောချင်တာဘယ်လိုလဲဆိုလို့ရှင်ရပါနော်ဒီရင်းနဲ့ခေါင်းရှော့မယ်ဟုတ်ပြီလားဒီပါတီကခေါင်းရှော့ရင်းနဲ့ခေါင်းရှော့မယ်ပြီးလို့ရှိရင်ဒီပေါင်းစည်းလေးနဲ့သုံးပေးမယ်ဟုတ်ပြီလားဒီပေါင်းစည်းပဲမျိုးဆိုရင်မဟုတ်ဘူးနော်ဒီပေါင်းစည်းနဲ့လည်းသုံးပေးလို့ရပါတယ်နှမျိုးနှစားချင်းကတော့အတူတူပဲဟုတ်ပြီဒီပေါင်းစည်းတွေနဲ့သုံးပြီးပြီဆိုလို့ရှိရင်ခေါင်းလေးစီလေးကိုဒါလေးကိုသုံးပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စပင်ရလေးထိချက်ပို့ပြီးတစ်စနေနှစ်စဖြစ်နေတဲ့သူနော်ကိုယ့်ရဲ့စပင်ကိုထူးထူးထက်ထက်လေးနဲ့အရန်ကိုကောင်းစေခြင်းနဲ့တကယ်လုံးဝအားပြည့်ခြင်းနဲ့ဆိုလို့ရှိရင်ရတော့ပေါ့နော်ဒီပေါင်းစည်းနဲ့ဒီခေါင်းလျှော်ရည်လေးနဲ့တော့နောက်ဆောင်ထားပေးဖို့အတွက်မမေ့ကြပါနဲ့နော်ဒီအစီလေးဆိုလို့ရှိရင်လည်းချောင်းတဲ့သူတွေအတွက်ကောက်တဲ့သူတွေအတွက်ပါတကယ်လုံးဝကောင်းပါတယ်စပင်လေးကိုပေါ့နော်ကြော်ပြောင်းအစ်ဆက်နေခြင်းနဲ့ဆိုလို့ရှိရင်ရတော့ဒီအစီလေးကိုမဖြစ်မနေသုံးဆွဲပြီးပါလို့ပြောချင်ပါတယ်ရှင်ဈေးလည်းသိရမယ်စီလည်းကောင်းရမယ် quality လည်းမြင့်ရမယ်ဟုတ်ပြီနော်ကိုက quality အမြင့်မှအကောင်းစားမှကြိုက်တယ်ဆိုလို့ရှိရင်ရတော့ပေါ့နော်တကယ်ဖိတ်ခေါ်ပါတယ်ဈေးလည်းသိရမယ်ပစ္စည်းလည်းကောင်းရမယ် quality လည်းမြင့်ရမယ်ဟုတ်ပြီလားဘယ်လိုလဲဆိုလို့ရှိရင်ကိုသုံးစလို့ကိုသုံးရလက်လေးကိုရကျင်တယ်ဆိုလို့ရှိရင်ရတော့ဒါရအားပေးကြပါလို့အထူးပဲเนาะကျေးဇူးတင်ပါတယ်လို့ပြောချင်တာပါဈေးလည်းတင်တယ်ပစ္စည်းလည်းကောင်းတယ် quality လည်းမြင့်ရမယ်ဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင်ထပ်ပြီးတော့ဘာလို့เนาะထပ်ပြီးတော့ဘာလို့เนาะဘာလို့စလေးရှိပါမလဲเนาะအဲ့ဒါလေးပဲပြောချင်တာပါတကယ်လည်းအားပေးချင်တယ်ဆိုလို့ရှိရင်ကတော့ဘောเนาะလက်သစ္စာအကောင်ကိုလေဆက်သွယ်ပြီးမြင်ပြီးတော့เนาะအားပေးလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်